ဘောလုံးဘွဲလောင်းခြင်းအလုပ်ဖျားရှိမှာလှူထားတယ်ဆိုရင်ရှင်ဖျားတပည့်တော်ကိုဒီညတော့ပြန်စွန့်မှာစွန့်ပြီးတော့ကစားလောက်အောင်ပိုင်နေပွဲဒီညမှာရှိတယ်အဲ့ဒါကပေါ်တူဂီနဲ့ဂွန်ဂွန်နဲ့ ထားတယ်ကွာငါလုံးမှာကျုံးကမှာဆိုဒိုးလေးပါတယ် ဒိုနယ်တို့ကတိုက်စစ်မှာအရင်ကြောက်ဖို့ လိုင်းတော့ရှာတော့မယ်မိနစ်20ပဲကြံတော့ရင်ခုံရတော့မလား အဲ့ဒီတော့ တွင်းတော့ငါ3လုံးဟတ်ထွက်တွင်းရုံမကောက်လို့ဘလောက်ပဲတွင်း ကြိုက်တဲ့ကြီးပေါက်ကြိုက်တယ်လို့ဖြစ်လှည့်ကြည့်ရမလို့ပေါ်တူဂီဘော်ဒီချဘိုးပေါင်းအပေါ်လောက်နဲ့ပြန်တတိဖြစ်ပြီ အဲဝါကိုကြည်တာ စိတ်ကိုကြည်ကြည်ညင်ညင်လေးထားစမ်းပါကွာ လက်ဝဲရတာရောပစံလေးရောကုန်းပါလေ ဆဲပါပဲငါပတ်စံကိုတော့လီးတဲ့ ဒိုလေးနဲ့မက်ဆီနဲ့ဘလူးအပီနဲ့ကျွန်တော်လာမင်းမက်ဆီကအာဂျင်တီနာအဲ့ကောင်နဲ့ကျွန်တော်တို့တရားဆွဲထားတာဗျဒိုလေးကျဒီကောင်ပေါ်တူဂီငစင်ကာမျိုးလေငစင်ကာရဲ့မိမဟိုပါလေရခိုင်ပြည်ရဲ့သမီးလေအဲ့တော့နှစ်ယောက်လုံးအာမပေး ယူမင်္ဂလာထပ်ဖြစ်သွားပြီညာယူမင်္ဂလာထပ်ဖြစ်သွားပြီအခုညယူရောင်းလိုက်ရတယ်